တဲကန်ချင်းတရား၏အစွမ်းထက်ပုံနှင့်အမျက်ဒေါသ၏အကျိုးမဲ့ပုံကိုဖော်ပြရာတွင်စံနမူနာပြုတိုက်သောခန္တီဝါရီယတိဇတ်တော်ကြီးမှာဘုံရဘာသာဝန်ကိုတို့မှတ်သားဖွယ်ရာဖြစ်ပါသည်ပါရမီထိပ်ဘက်ဖျားအလောင်းတော်၏မတုံမလုတ်တော်တဲကန်ချင်းကျင့်စဉ်ကိုဒီဇတ်တော်ကိုအစအဆုံးနားထောင်လက်လေ့လာနိုင်ကြပါစေဗျာရှေးလွန်လေပြီးသောအခါဗာရာဏသီပြည်တွင်ကလာဘူးမင်းအုပ်စိုးစဉ်ဂရေ80ကျွဲဝါသောလူလင်းတဦးရှိလေတယ်အမည်ကကုနလလူလင်းဟုခေါ်တွင်လေတယ်ထိုလူလင်းမှာအရွယ်ရောက်သောပညာသင်ယူပြီးတက်မြောက်ပြီးစီးချိန်တွင်မိဘနှစ်ပါးလုံးမှာကွဲလွန်သွားလေတယ်ထို့သောမိဘနှစ်ပါး၏ကွဲလွန်မှုကြောင့်လူလင်းမှာတတိတံဝဲကရသွားကပိုင်ဆိုင်သမျှပစ္စည်းအလုံးကိုလှူတိုင်းစွန့်ကြဲလို့ဟီမဝန္တာတောထဲတွင်ယတိဝတ်လျက်နေထိုင်လေတယ်တနေ့တွင်ယတိမှာချင်းစားမိဝဲရန်ဗာရာဏသီပြည်သို့ရောက်လေသောစစ်သူကြီးမှကြီးညိုသောကြောင့်ယတိတည်င်းသုံးရန်မင်းဥယျာဉ်တွင်၌ကျောင်းဆောင်ဆောက်လုပ်လို့ကိုးကွယ်ထားလေတယ်တနေ့တော့ကလာဘူးမင်းမှာအရက်သေးစားတောက်စားပြီးကချေသည်များရှမ်းရန်လျက်ဥယျာဉ်တော်အတွင်းတွင်မင်းစည်းစိမ်ကိုခံစားနေလေတယ်ကလာဘူးမင်းသည်မင်္ဂလာကြောက်ဖျားပေါ်၌အမျိုးသမီးတဦးရင်ခွင်တွင်ကျင်းဆန်နေလေတယ်ကချေသည်တို့ကလည်းတီဆိုတီးမုတ်ကခုံများနဲ့ဖျော်ဖြေမယားမင်းကြီးအိပ်ပျော်သွားသဖြင့်ကချေသည်အုပ်စုသည်ဥယျာဉ်တွင်သို့လှည့်လေကြည့်ရှုကြလေတယ်ထိုအခါအင်ဂျင်ပင်ရင်းတွင်ထိုင်ကားတရားအာယုံပြုနေသောယသိမင်းအားကြည်ညိုလှသဖြင့်ဝင်ရောက်ရှိခိုးကြလေတယ်ထို့နောက်တရားတော်များချီးမြှင့်ပေးလို့ဆုံးမတော်မူပါရန်လျှောက်ထားလေတယ်တို့နှင့်ဖေလာလောင်းယသိမင်းလည်းတရားရည်အေးများဟောကြားပေးသောကချေသည်များမှကောင်းစွာနာယူကြလေတယ်အချိန်အတန်ကြာသောကလာဘူးမင်းတီအိန္ဒိယဝနိုးလာပြီးကချေသည်များကိုမမြင်တော့ရင်ခွင်အလူချင်းဆက်နေသောအမျိုးသမီးကိုမေးလေတယ်အမျိုးသမီးကအကျိုးအကြောင်းကိုရှောင်ထားသောမင်းကြီးသည်ဒေါသအမျက်ထွက်လို့တန်လက်ကိုဆွဲကင်ကယသိမင်းထံအပြေးအလွှားသွားလေတယ်ဒေလာဟောလေသောယသိကိုတွေ့သောဒေါသဖြင့်အော်ဟစ်မေးညမ်းလေတယ်ယသိအားမြည်သည့်ဝါဒကိုခံယူထားသည်ဟုမေးလေတော့ယသိမှာခန္ဒီဝါဒကိုခံယူထားကြောင်းဖြေကြားလေခန္ဒီဝါဒကမိမိကိုဆဲရေးလာသူအားဖြစ်စေရိုက်ပုံညှင်းဆဲသူအားဖြစ်စေအမျက်ဒေါသမထွက်ပဲတီးခံခြင်းဖြစ်ကြောင်းရှင်းလင်းပြောပြတော်မူလေထိုကကလာဘူးမင်းမှာအာနာဘာကွာသားများကိုခေါ်လို့စူးတတ်ထားသောကြိမ်ချင်းယသိအားရိုက်နေစေပါသည်ယသိမှာခွန်းတုံပြန်ခြင်းမပြုပြီထိုအခါမင်းမိုက်သည့်ယသိဤလက်နှစ်ဖက်နှင့်ခြေနှစ်ဖက်တို့ကိုဖျက်စေပြန်တယ်ဤဒီကိုလည်းယသိမှာမမှုလီတော့ယသိဤနာနှခေါင်းတို့ကိုဖျက်စေပြန်တယ်ယသိကတီးခံ၍သာနေလေတယ်ထိုနှင့်တဖန်မင်းမိုက်မှာယသိအားရင်ဝကိုခြေထောက်ဖင်ကန်ပါထွက်ခွာသွားလေတယ်မကြာမင်းစစ်သူကြီးရောက်လာတော့ယသိဤဒဏ်ရာမားကိုပြုစုပေးလေတယ်စစ်သူကြီးမှာကလာဘူးမင်းကျူးလွန်သောအပြစ်ကိုထိုမင်းကိုသာအပြစ်တင်ပါပြည်သူများကိုတော့အမျက်ထွက်တော်မမူပါနဲ့ဟုတောင်းပန်လေတယ်ယသိကငါဒီမည်သူကိုမျှအမျက်မထွက်ပါငါဤခြေလက်နားနှင့်နှခေါင်းတို့ကိုဖျက်ခဲ့တော်မင်းကိုတက်တော်ရှိပါစေဟုဆုတောင်းပါရဲဟုဆိုလေတယ်သို့တော်ညမကောင်းမှုပြုခဲ့သောကလာဘူးမင်းသည်အပြစ်မှမလွတ်ရဲရင်တကားဝါသို့ရောက်တွင်မြေမြူခံရသည့်အနိစ္စရောက်သွားလေတယ်ယသိဒီလည်းထိုနေ့တွင်မင်းလွန်တော်မူလေတယ်စစ်သူကြီးမှာမင်းပရိတ်တဲ့နှင့်ပြည်သူအပေါင်းရှေ့တွင်ယသိမြတ်၏အလောင်းတော်ကိုပူဇော်လို့ရိုသေဝါတင်ကြိုဟင်းဟဲ့လေတယ်ယသိမြတ်သည်ကောင်းရာသူဂတိသို့လာပြီးဘဝများစွာကျင်လေပြီးနောက်ဆုံးဘဝတွင်ဂေါမမြတ်စွာဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့လေတယ်ဤဇတ်တော်ကိုကြည်ချင်းဖြင့်မကောင်းမှုပြုသူသည်မကောင်းကျိုးကိုသာခံစားရမည်ဟုသောကာမဝါဒနှင့်မိမိအပေါ်မတရားညှင်းဆဲသူကိုပင်မေတ္တာမပြတ်တီးခံနိုင်သောခန္တီပါရမီ၏မျက်နှိုးဖွယ်ရာစိတ်ဓာတ်ကိုအထုယူနိုင်ကြပါစေကြောင်းတိုက်တွန်းလိုက်ရပါတယ်